experiment လုပ်တဲ့သူတွေနောက်ကကျ blogger တွေဒီ tutorial တွေတင်ပြရတဲ့သူတွေ teacher တွေအတွက်အသုံးဝင်တဲ့ video recording software ပေါ့နော်အဲ့ဒီမှာ webcam ထည့်တဲ့အခါကျရင်ကိုယ်ပုံလေးပေါ်အောင်လုပ်တာရှိရအောင်နော်ကိုယ်ပုံပေါ်အောင်လုပ်တဲ့အခါကျရင်လူပုံလေးကိုအဝိုင်းလေးဖြစ်အောင်ဘယ်လိုလုပ်လဲဆိုတော့ပြောပြပေးမယ်ပေါ့နော်ပထမအောင်ဆုံးဒီ sings တဲ့ဝင်ပေးပေါ့နော်အပေါင်းလေးတစ်ချက်နှိပ်လိုက် sings ကိုနာမည်တစ်ခုပေးလိုက်ပေါ့နော် area ကတော့ဒီမှာ round webcam လို့ပေးပြီးသားဆိုထပ်မပေးတော့ဘူးပေါ့နော်ပြီးသွားပြီဆိုရင် sources တွေကိုသွားနာမည်ရင်ပေးနော်တခုပြီးသွား sources ထဲမှာဘာကိုရင်ရှားမလဲဆိုရင်ဒီအောက်လေးကိုတစ်ချက်သွားလိုက် display capture ပေါ့နော်အပေါ်မှာဆိုလဲအပေါ်မှာတွေးလိုက်မယ်အဲ့ဒီ display capture ကိုယူ okay ပေါ့ display capture ကိုယ့်ရဲ့ screen ကိုဘယ်ဥစ္စာကို capture လုပ်မှာလဲပေါ့နော်ဆိုတော့ be in ဆိုရင် be in ပြီးသွားရင် okay နောက်တစ်ခုကကျတော့ screen ဒီကိုယ့်ရဲ့မျက်နှာကိုမြင်ဖို့ပေါ့နော်ဆိုတော့အဲ့ကောင်ကျတော့ဘယ်ဟာနဲ့ယူရမလဲဆိုရင် video ပေါ့နော်ဆိုတော့ video capture device အဲ့ဒါလေးတစ်ချက်နေ okay အဲ့မှာသူက camera ကိုရွေးခိုင်းတယ် iPhone သုံးတဲ့သူတွေကျတော့ iPhone ရဲ့ camera နဲ့ချိန်လို့ရပါတော့ area တော့ဒီ face တိုင်း HD နဲ့ပဲရွေးလိုက်မယ်ရွေးလိုက်ပြီဆိုရင်သူကလူပုံလေးလာပြရပါတော့ okay ဆိုရင်ပြီးသွားရင် okay လို့နှိပ်လိုက်ပါတော့ပြီးသွားရင်ဒီနေရာလေးကိုရွှေ့မယ်ရွှေ့တာကိုယ့်ဟာကိုရွှေ့ခြင်းရွှေ့မရွှေ့ခြင်းမရွှေ့နဲ့ပေါ့နော်ဒီကောင်ကို right click လေးနှိပ်လိုက်နှိပ်ပြီးသွားရင်သူ့ရဲ့ဒီနားလေး filter လေးကိုလာပါတော့ဒီအောက်ကအပေါင်းလေးကိုနှိပ်ပြီးွားပြီဆိုရင် image mask and blend ဆိုတော့ထပ်နှိပ်ပြီးွားရင်ဒီဥစ္စာကို area round လို့ရေးလိုက်မယ်ပေါ့နော် okay ပြီးွားရင်ဒါတွေကဘယ်နားမှာသွားယူမလဲပေါ့နော်ဆိုတော့ area က download လုပ်ထားတယ်ဒီမှာ OBS ပေါ့နော်အဲ့ဒီတွေကမှသူက share နဲ့ cycle ရှိတယ်အဲ့ဒီတွေက cycle ပေါ့နော်အဲ့ဒီ link ကိုလည်းထည့်ပေးမယ်ပေါ့နော်ယူလိုက်မယ်ယူလိုက်ပြီးွားရင်သူကဒီမှာပေါ့နော်မျက်နှာကြီးပေါ်မှာဒီအကွက်ကြီးကပေါ်နေအဲ့တော့ဘယ်လိုပြန်လောက်ကမလဲဆိုရင်ဒီမှာဒုတိယဟာ alpha max alpha channel ကိုနှိပ်လိုက်လူကပေါ်ရသွားပြီပေါ့နော်ပြီးသွားပြီဆိုရင် close ပါဒီမှာအဝိုင်းလေးရောရသွားဒါပေမဲ့အဝိုင်းလေးကိုပို့ပြီးတော့လှအောင်လို့လုပ်ပြမယ်ပေါ့နော် okay ပြီးသွားရင်ဒီ sources ထဲရမယ်အပေါင်းလေးကိုနှိပ်ပြီးသွားရင် image ကိုထပ်နှိပ်ပြီးသွားရင်ဒီဥစ္စာ area က round share လို့ပေးမယ်ပေါ့နော်ဒီဥစ္စာ share ထဲတော့မှာမလို့ဒါကို ROR1DSC လို့ထည့်မယ်ပြီးသွားရင် okay တော့ file line ကြောင်းရွေးခိုင်းနေပေါ့နော်ဆိုတော့ browse ခုနကနှစ်ခုမှာ share ကိုရွေးမယ် okay ပြီးသွားရင် okay ဆိုတော့ share ကရသွားပြီပေါ့နော်ဆိုတော့ဒီမှာကြည့် share ကဒီပေါ်ကိုရောက်နေရပေါ့နော်အဲ့တော့ share ကိုအောက်ကိုရောက်အောင်ပါဆိုတော့ဒီ video capture device ကိုအပေါ်ကိုတင်လိုက်ဒါလေးကိုအောက်ရွှေ့လိုက်ပေါ့နော် okay ရသွားပြီဆိုဒီမှာအဲ့တော့ site ကိုအဆင်ပြေအောင်ညှိပေါ့နော်အောက်ကကောင်တီးပေါ့နော် share ကိုတီးရမှာနော် share ကိုတီး share ကိုထပ်တီးအောင်ကြီးနေတီးဒါကတော့ကိုယ်အချိန်စားနေကိုပေါ့နော်ကြည့်ပြီးတော့ arrange လုပ်လိုက် okay တယ် file ပြီဆိုရင်တော့ရပြီပေါ့နော်ဆိုရင် area တော့ file ပြီလို့ယူစား okay တယ်ပြီးသွားပြီဆိုရင်ဒီ file နှစ်ခုပေါ့နော် video capture နဲ့ round share တို့ကိုselect မှတ်ပါ select မှတ်ပြီးတော့select မှတ်တာတော့ဒီမှတ်လိုက်ပေါ့နော်ပြီးသွားရင် group selected item ကိုနှိပ်လိုက်ပါပြီးသွားရင် add count area တို့ကနာမည်ပေးမယ်ပေါ့နော် round webcam black share တို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီပထမ combine မလုပ်ထားတဲ့အခါကျတော့တစ်ခုရွှေ့ရင်တစ်ခုကကြံခဲ့အခုပေါင်းလိုက်တဲ့အခါကျရင်တစ်ခုရွှေ့ရင်တစ်ခုကလိုက်ခဲ့တာပေါ့နော်အဲ့လိုမျိုးလေးလုပ်လို့ရပါတယ်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အကျိုးရှိရင်ပြန်လည်ဝေမျှခြင်းပြီးကူညီနိုင်ပါတယ် bye bye